အားလုံးပဲမင်္ဂလာပါရှင် Housewife Diary Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီမောင်ကအခုမကြခင်ရပဲကလေးတွေကိုရဟန်းကန်ရှင်ပြုအလှူလေးလုပ်ပေးပြပါတယ်။အဲ့လိုလုပ်ရင်းနဲ့ဒီမောင်ပေါ့နော်ဘလူတွေစီစဉ်ခဲ့တယ်နောက်တစ်ခုကကျတော့ရန်ကုန်မှာလုပ်မယ်ဆိုရင်ဘာလေးတွေလူလဲပေါ့နော်အဲ့ဒါလေးတွေဥမျိုး share လုပ်ပေးခြင်းလို့ဒီဗီဒီယိုလေးကိုပြုလုပ်လိုက်တာပါရှင်ဒီဗီဒီယိုလေးကိုပေါ့နော်ရဟန်းကန်ရှင်ပြုလောက်ရမယ်မိခင်တွေဖခင်တွေရှိရဆိုလို့ရှိရင်အဆုံးထိကြည့်ပေးဖို့ဒီမောင်ကတိုက်တွန်းချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမောင်တို့ရန်ကုန်မှာပေါ့နော်တချို့မသိသေးတဲ့အချက်ကလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုဒီမောင်တည်တည်ချာချာလေးမျှဝေပေးခြင်းလို့ပါနော်ဒီမောင်မှာတားလေး2ယောက်ရှိပါတယ်တားလေး2ယောက်ကလည်းအရွယ်ရောက်လာပြီဖြစ်တဲ့အတွက်ဒီမောင်ရဟန်းကန်ရှင်မျိုးအလှူလုပ်ဖို့စီစဉ်ရပါပြီဖြစ်ချင်တော့ဒီမောင်မကအဖေရောအမေရောမရှိတော့ပါဘူးရောက်ခမကလည်းအသက်ကြီးပြီဆိုတော့ပေါ့နော်သူငငယ်တော့လုပ်ခဲ့တဲ့ဟာလေးတွေကိုအရင်လိုက်ပြီးတော့မပြောပြနိုင်တော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့ဒီမောင်ကိုပါအသားကိုတငယ်ချင်းတွေမိတ်ဆွေတွေကိုမေးမြန်းတယ်နောက်တစ်ခုကဒီ Facebook တွေဘာတွေမှာသူများတွေဘယ်လိုလုပ်လဲပေါ့နော်အီမွန်ကြည့်တယ်အဲ့ဒါလေးတွေစုစည်းပြီးလုပ်ရင်လည်းပေါ့နော်တချို့ຢာလေးတွေအော်ဒီလိုလားဒီလိုလုပ်ရမှာလားတော်သေးရပေါ့ဒါမျိုးလေးလုပ်မိလို့ဆိုတဲ့ဟာမျိုးလေးပေါ်လာတဲ့အတွက်ကြောင့်မို့နောက်ထပ်လူတွေပေါ့နော်အဆင်ပြေအောင်လို့အီမွန်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်ကဲအရေးကြီးဆုံးတစ်ခုကတော့အလှလုံးမရက်ကိုရွေးပါဒီဧပြီလကတော့ဒီမုံတို့မြန်မာလူမျိုးတွေရဲ့ရှင်ပြုရာသီပေါ့နော်တကယ်တမ်းကျတော့အရန်ပူတဲ့ရာသီပါပဲတကယ်တော့ကလေးတွေကြောင်းပိတ်ပြီးခြင်းလေးလှုပ်လိုက်ရင်တော့ပိုအဆင်ပြေမယ်လို့အီမိုထင်တယ်စောင်းနှင်းတွေပဲဆိုတော့ပိုကောင်းတာပေါ့ဆိုရင်လေဒီစောင်းနှင်းမှာလှုပ်ချင်ခဲ့တာဒါပေမဲ့အီမိုရဲ့သားလေးတွေကဒီသူတို့သပင်ကရုံးနေနဲ့ကြောင်းမတက်ချင်ဘူးဆိုလို့ဒါဒီရာသီမှာအီမိုလှုပ်လိုက်ရတာပေါ့နော်ပူတဲ့အတွက်ကြောင့်မို့နည်းနည်းလေးတော့လူပင်မှတ်ပါတယ်နံပါတ်1အနေနဲ့ကတော့အလှလုံးမဲ့ရက်ကိုရွေးပါရွေးပြီးတော့ဘုန်းကြီးကျောင်းကိုသွားပါဘုန်းကြီးကျောင်းမှာဒီပေါ့ကျောင်းနိုင်ဘုန်းကြီးနဲ့တိုင်ပင်ပြီးတော့ရက်ကိုသတ်မှတ်ခဲ့ပါပေါ့နော်ပြီးတော့မြန်မာလူမျိုးတွေကပေါ့နော်ဒီကျောင်းတွေရွေးတဲ့အခါမှာမိမိကိုယ်ကိုယ်နေကြဆရာတော်ရဲ့ကျောင်းတွေပါရွေးလေးရှိရပေါ့နော်ဒီမောင်ကတော့ဒီနေရာမှာပြောချင်တာကတော့အစွဲမထားဘဲနဲ့ကိုလုံးရင်အဆင်ပြေမဲ့ဘုန်းကြီးကျောင်းကိုရွေးပါကိုယ့်အိမ်နဲ့မနီးမဝေးကျောင်းတွေဆိုရင်တော့ပိုကောင်းပါတယ်နံပါတ်2မိမိသုံးမဲ့ဘတ်ဂျက်ကိုတွက်ထားပါမိမိကအကျဉ်းလုံးပါလားအကျယ်လုံးပါလားအဲ့ဒါလေးကိုရွေးထားပါအကျဉ်းဆိုရင်တော့ကွယ်ဘာမှမလုပ်ဘဲနဲ့ဖုံးချောင်းသွားပြီးတော့စံချကိုရင်စီဒါနဲ့လည်းရပါတယ်ဒါမြမရိုးရမှာဒါကတော့အဓိကကတော့ကိုရင်ကိုတည်တည်ချာချာလေးဝတ်လိုက်ပြီးဆိုရင်အဆင်ပြေပါတယ်ဒါပေမဲ့မြန်မာလူမျိုးတွေကတော့မြန်မာရိုးရအတိုင်းသူ့ရဲ့တမတ်ချက်ကလေးတွေနဲ့ခန်းခန်းနာနာစီစီကက်ကလေးလှုပ်ချင်တာတော့ဒါကျမတို့မြန်မာလူမျိုးတွေရဲ့ရိုးရပဲပေါ့နော်မြန်မာလူမျိုးတွေရဲ့စိတ်ထားပါပဲအလှူမှာပေးခြင်းနဲ့ကမ်းခြင်းနဲ့လှူခြင်းနဲ့တန်းခြင်းနဲ့ဆိုတာကမြန်မာလူမျိုးတွေမှာရှိတဲ့စိတ်ထားကောင်းလေးတစ်ခုပါပဲเนาะအိမ်မွေအလှူလေးကတော့ပြောရမယ်ဆိုရင်တော့အရန်လည်းမကြီးကျယ်ပါဘူးပေါ့နော်ပုံမှန်လေးပဲအိမ်မွေလှုပ်ထားပါတယ်နောက်တစ်ချက်ကတော့ဘာလဲဆိုတော့ဒါတော့အိမ်မွန်တို့အလှမရအတွက်ပေါ့နော်အမျိုးသမီးတွေဆိုတာကအလှလှပပလေးလဲဝှစ်ချင်ကြတယ်လေဝှစ်ချင်တဲ့ခါကျတော့ဝှစ်စုံလေးကိုရွေးပြီးတော့စတင်ပြီးတော့ချုပ်ထားလိုက်ပါတော့ဝှစ်စားချုပ်တာကအချိန်ယူရတဲ့အတွက်ကြောင့်မလို့ဒါကိုလှည့်ကြည့်ကြရမလို့အောင်အရင်ဆုံးကိုကြိုက်တဲ့အဝှစ်စားကိုရွေးပြီးတော့အပ်ထားလိုက်ပါပဝါလေးတွေကိုတော့ပအောင်စီစဉ်ပါနော်ပဝါဆိုတာအိမ်မွန်ကတော့ပုံမှန်အားဖြင့်ဒီလိုမျိုးအလှချုံတယ်လို့အစားတော့ထင်ခဲ့ပေမဲ့ပဝါဆိုတာလေဒါယဉ်ကျေးမှုတရက်အနေနဲ့တန်ဃာတော်တွေဖျားတွေရှိမှရှစ်ခိုးလို့ရှိရင်ဒီတပတ်ကလေးတွေပဝါလေးတွေတင်ထားလဲယဉ်ကျေးမှုတစ်မျိုးပါပဲเนาะနောက်နံပါတ်3ချက်အနေနဲ့ကတော့ရက်သိမ့်မဝေးဘူးဆိုလို့ရှိရင်တော့မောင်ရင်လောင်းတွေရဲ့အဆောင်ရောင်ဖြစ်တဲ့ဒီခေါင်းပေါင်းဆလွယ်လက်ပတ်ကလေးတွေဒါမှမဟုတ်ရင်ဘရင်ဝတ်စုံလေးတွေကိုငှားမဲ့နေရာကိုကြိုတင်သွားပြီးတော့ဇယံလေးပေးပြီးတော့ကိုငှားမဲ့ရက်ကိုကြိုတင်ပြီးတော့ပိုကင်လောက်ထားပါပစ္စည်းတွေကိုငှားတဲ့သူတွေများတဲ့အတွက်မနှက်ပြန်လုပ်မယ်ဆိုဒီနေ့မှသွားငှားမယ်ဆိုရင်ကိုလိုချင်တဲ့ site တွေကိုလိုချင်တဲ့ဝတ်စုံတွေမရမှာဆိုလို့ကြိုတင်ပြီးတော့ site မှာသွားပြီးတော့ပိုကင်လုပ်ထားပါလို့အီမွန်ကပြောချင်ပါတယ်နောက်တစ်ချက်ကတော့ပရိတ်ခရာ10ပါးကိုဝယ်ထားပါပေါ့နော်သင်္ကန်းဆိုင်တွေမှာဝယ်လို့ရပါတယ်နံပါတ်5အချက်ကတော့ဖိတ်စာအရေးအတွက်ကိုတွက်ပါဒီအလှူမှာဖိတ်စာအရေးကြီးပါတယ်မွေးနေ့ပွဲတွေရိုးဝါစုသင်္ကန်းကထိန်သင်္ကန်းဆိုတာကနှုတ်နဲ့ဖိတ်လို့ရပေမဲ့ဒီလိုမျိုးရဟန်းကန်ရှင်ပြူကတော့ဖိတ်စာလိုပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့အီမွန်တို့ကရဟန်းကန်ရှင်ပြူမှာအီမွန်တို့လောက်ရတဲ့အလုပ်လေးတွေများပါတယ်ရှင်လောင်းလှည့်တာပါတယ်ကိုယ့်ရဲ့အလှူထဲမှာ
ပစင်းပါတယ်ဆိုရင်တိမ်စင်းလောင်းတဲ့အချိန်ပါတယ်အကျွေးမွေးလုပ်တဲ့အချိန်ပါတယ်တရားနာရည်စက်ချတဲ့အချိန်တွေပါပါတယ်အဲ့ဒါတွေကိုဒီဖိတ်စာထဲမှာတိတိကျကျထည့်ရေးထားမှတိမ်စင်းလောင်းကျင်တဲ့လူဟာတိမ်စင်းလောင်းကျင်တဲ့အချိန်ကိုအချိန်မီလာနိုင်မှာဖြစ်ပြီးတော့တရားနာရည်စက်ချတာမိကျင်တဲ့သူရှိမယ်ရှင်လောင်းလှဲ့တာကိုမိကျင်တဲ့သူရှိမယ်ဒါလေးတွေကိုဖော်ပြဖို့အတွက်ဖိတ်စာရိုက်ကိုရိုက်ရပါမယ်နော်ကဲနောက်ထပ်တစ်ချက်ကတော့မိမိကျွေးမဲ့အစားအသောက်ကိုစီစဉ်ထားပါမိမိကမှားပြီးကျွေးမယ်ဆိုလို့ရှိရင်လည်းအစားအသောက်ကိုကြိုတင်မှားထားပါချက်မယ်ဆိုလို့ရှိရင်လည်းမိမိချက်မဲ့လူအင်အားရှိလားဆိုတာတွေကြိုတင်ပြင်ဆင်ထားပါနောက်တစ်ချက်ကတော့ဒါလှုပ်လဲရတယ်မလှုပ်လဲရတယ်ပေါ့နော်အိမ်မငါဒီလိုပူတဲ့ຢာဒီမှာအိမ်မအတွေးလေးတစ်ခုတွေးမိလို့ပါအိမ်မတော့မီးလဲမှန်မှန်တဲ့အတွက်ကြောင့်မို့လေကိုအလှလုံးနေအချိန်မှာမီးပြတ်တာတွေနောက်ပူနေရတဲ့တို့လို့ရှိရင်လူတွေအဆင်ပြေအောင်ဆိုအိမ်မအလှရက်တောင်လေးတွေလည်းဝေးခဲ့ပါသေးတယ်နောက်တစ်ချက်ကတော့ဒီရှင်လောင်းလှဲ့တဲ့အခါမှာဝတ်ဖို့အတွက်ကလေးတွေကိုအင်ကြီးဖြူလေးတွေပစိုးလေးတွေဝယ်ထားပါစွတ်ကျဲလေးတွေဝယ်ထားပါကိုရင်လေးတွေမဖြစ်ခင်စံချရနေရာမှာသုံးတဲ့ပိတ်ဖြူလေးတွေဝယ်ထားပါတပားကိုတခိုက်ဝယ်ထားလိုက်ပါရှင်ချုပ်လေးတွေဓားလေးတွေလည်းဝယ်ထားရင်ပိုကောင်းပါတယ်နောက်တစ်ခုကတော့အုံပွဲငပြောပွဲလေးတွေပြင်ထားပေးပါအုံပွဲငပြောပွဲကဒါနီးပြီဆိုပြင်လို့ရပြီပေါ့နော်နက်ပြတဲ့နေရာမှာအုံပွဲငပြောပွဲတစ်ပွဲလိုပါတယ်နောက်တစ်ခုကကြတော့ဘုန်းကြီးကိုရေစက်ချတရားနာတဲ့အချိန်မှာလည်းအုံပွဲငပြောပွဲတစ်ပွဲလိုပါတယ်အုံပွဲငပြောပွဲအကြောင်းပြောရင်းနဲ့ပေါ့နော်အိမ်မဒီမှာဒီအချက်က very very important အချက်ပါကဲလို့ရန်ကုန်မှာရှင်လောင်းလှဲ့လို့ရွှေတကုံဘုရားပေါ်မှာရှင်လောင်းလှဲ့ခြင်းနဲ့နက်ပြခြင်းနဲ့ဆိုရင်ဖြင့်ရွှေတကုံခေါ်ဘကရုံမှာတလကြိုပြီးတော့ခွန်ပြူစာတင်ရပါတယ်ရှင်တရက်သွားတင်ရပါတယ်သူတို့ဒီခွန်ပြူစာလာယူဆိုတဲ့ရက်ကိုသွားပြန်ယူရပါတယ်သူတို့လုပ်တဲ့ရည်ရွယ်ချက်ကတော့ဘုရားပေါ်မှာမသိမလျော်တဲ့ဝစ်စားတွေနတ်ပူးတာတွေဓာတ်ပူးတာတွေဒါတွေလုံးမှာဆိုလို့နောက်တစ်ခုကကျတော့စူညံတဲ့အတန်တွေလုံးမှာဆိုလို့ control လုပ်ထားတဲ့သဘောပါပဲเนาะဒီချက်ကလုံးဝအရေးကြီးတဲ့အတွက်ကြောင့်အိမ်မော share ပေးလိုက်ပါတယ်ရှင်ဒီရှင်လောင်းလှည့်တဲ့ခါမှာနှက်ပြရဲဆိုတာရှိပါတယ်ဒီသဘောကိုအိမ်မဘလို့နားလည်ထားလဲဆိုတော့ဒီရှင်ပြုတ်အလူလုပ်တယ်ဆိုတာကမြင့်မြတ်တယ်အရေးကြီးတဲ့အချိန်မှာအခက်ခဲတွေအနှောက်အယှက်တွေမဖြစ်အောင်လို့ဒီနတ်မင်းတွေစီမှာပေါ့နော်ဒီအန်ဒီရမရှိအောင်ခက်ခဲမရှိအောင်ဘေးကင်းအောင်ကာကွယ်ဆောင်ရှောက်ဖို့အတွက်နတ်မင်းတွေစီမှာဆုတောင်းတဲ့သဘောပါပဲမောင်ရင်လောင်းတွေကနတ်ကိုလုံးဝကြော့စရာမလိုပါဘူးဒီနမင်းရဲ့အရှိမဆုတောင်းရုံပါပဲเนาะအမို့လို့ရွှေတကုံမှာဆိုရင်ဥပမာဆိုရင်เนาะရွှေတကုံဘိုးဘိုးကြီးနတ်နန်းမှာနှက်ပြရပါတယ်ရွှေတကုံမသွားဘဲနဲ့တခြားကဘာအေးမလမှုအစရှိတဲ့ပြင်ရန်ကုန်မှာရှိတဲ့ဘယ်ဖျားမဆိုဖျားပတ်ဖူးရင်းနဲ့ဒီဖျားမှာနှက်ပြရတယ်ဆိုတဲ့ကိစ္စကိုလုပ်လို့ရပါတယ်ရှင်နောက်တစ်ခုကဘာလဲဆိုရင်ပေါ့เนาะပတ်စံတက်နိုင်နေဆိုရင်เนาะအရခင်အသေးကောင်းအသေးခြံအောင်အသေးဆောင်တကလေးတွေဝယ်ဝါလေးရပါတယ်မတက်နိုင်ဘူးဆိုလည်းအိမ်မှာရှိတဲ့ဆောင်ကောင်းခြံအောင်ကိုတိတိကျကျရှော့ဖို့တန်တန်ရှင်းရှင်းယူသွားရင်လည်းရပါတယ်ရှင်နောက်ရွှေတကုံဖျားပေါ်မှာဒီလှဲ့လေတဲ့အခါမှာပေါ့နော်ဒါကတော့မြန်မာတွေရဲ့ရိုးရာအတိုင်းပေါ့နော်ပရိအိုးလေးတွေအောင်တပီအိုးလေးတွေလည်းယူသွားရပါတယ်ပရိအိုးလေးတွေအောင်တပီအိုးလေးတွေယူသွားရင်တချို့တွေကတော့ရှင်တစ်ပါးကိုတူရှင်နှစ်ပါးနှစ်အိုးလို့လည်းပြောကြရပေါ့နော်ဒါတွေကတော့ကန့်သက်ချက်တွေပါအောင်မြင်တယ်ဆိုအထိမ်းမှတ်နဲ့အောင်အိုးလေးတွေအတာအိုးလေးတွေအဆင်ပြေတယ်လို့ယူသွားလို့ရပါတယ်အဲ့တော့ရှင်လောင်းလှည့်တဲ့ခါမှာတော့အရှိဆုံးမှာဝုံဝငပြောပွဲတယောက်ကရွက်ထားပါမယ်ပြီးသွားရင်တော့အနောက်မှာဒီအလှရှင်အနေအလှမာတွေအလှဒါယကမတွေကလိုက်ပြီးတော့အနောက်ကနေမောင်ရလောင်းလေးတွေအလိုက်ပြီးတော့ရွှေထီးရပါတော့အဲ့လို3-4ပါးဆိုလဲဟိုဘက်ဒီဘက်ရွှေထီး2လက်နဲ့လည်းရပါတယ်နေဒီမှာဆိုတော့အိမ်မမြမှုတာကတော့ရှင်တစ်ပါးကိုရွှေထီးတစ်လက်စောင်းတာလည်းရှိတယ်ပေါ့နော်အဆင်ပြေတယ်လို့လုပ်လို့ရပါတယ်ရွှေထီးဆိုလို့ပေါ့နော်ဒီရွှေထီးကဖုံးเจ้าမှာငှားလို့ရတယ်နော်ဖုံးเจ้าကနေကိုရှင်လောင်းမလဲခင်ရွှေထီးငှားထားပါနောက်တစ်ခုကကုန်းအောင်ပန်းအောင်လေးတွေထည့်ချင်နေဆိုရင်လည်းဒီဖုံးเจ้าတွေမှာရှိတတ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီသင်္ကန်းရောင်းတဲ့ဆိုင်တွေမှာငှားလို့ရပါတယ်နော်တခြားကိစ္စတွေလုပ်ရင်းနဲ့အရန်အရေးကြီးတဲ့အလုပ်တစ်ခုကိုတော့မကြံခဲ့ဘူးအမွန်ကတတိပေးပြစီဒါကတော့မိမိရဲ့ကိုရင်ဝတ်မဲ့ရင်သွေးလေးတွေကိုသင်္ကန်းတောင်းပေါ့ဟိုခေတ်တွေကတော့ဖုံးเจ้าတွေမှာတွားပြီးသင်္ကန်းတောင်းတင်ကြတယ်ပေါ့နော်ဒီခေတ် Facebook တွေ YouTube တွေ Google တွေမှာသင်္ကန်းတောင်းလို့ရိုက်ထည့်ပြီးတော့အဲ့ဒီကသင်္ကန်းတောင်းစာသားလေးတွေကိုမိဘတွေကဖတ်ပြသည်ဖြစ်စေဆိုပြထားလို့ရပါတယ်ဒါမှဖုန်းကြီးတိုင်ပေးတဲ့အချိန်မှာကလေးတွေကမစိမ့်နေပဲနဲ့တည်တည်ချာချာလိုက်ဆိုထားမှာပေါ့နော်ဒီနေ့ share ပေးတဲ့ video လေးကတော့အကျိုးရှိမယ်လို့အိမ်မယူဆပါတယ်နော်
ဒီမို့လဲကလေးတွေကိုလုပ်ပေးရင်းနဲ့အိမ်ရှင်မတယောက်မိခင်တယောက်အနေနဲ့စီစဉ်ရင်းနဲ့ပေါ့နော်နောက်ထပ်လူတွေအဆင်ပြေအောင်လို့ဒီဗီဒီယိုလေးကို sharing လုပ်ပေးလိုက်ပါတယ်။မြန်မာတွေကဒီမြင့်မြတ်တဲ့ဒီအလှလေးကိုတော့လုပ်ချင်ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လိုအပ်မယ်ဆိုလို့ရှိရင်တော့အသုံးဝင်ပါစေလို့ဆုတောင်းရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲတက်တာနောက်ထပ်ဗီဒီယိုလေးမှာပြန်လည်တွေ့ကြမယ်နော်။